ဘယင်တပါးကမင်းကျင့်တရား10ပါးနဲ့ညီရင်လူတို့ရဲ့ချစ်ခင်လေးစားမှုကိုခံရမယ်မင်းကောင်းမင်းမြတ်ဖြစ်မင်းကျင့်တရားချိုးဖောက်တော့ဘာတတ်နိုင်လဲကွယ်ရာအတင်းပြောရုံကလွယ်လို့ကျွန်တော်တို့ဘာမှမတတ်နိုင်ပါဘူးမင်းကျင့်တရား10ပါးချိုးဖောက်တယ်ဆိုပြီးဘယ်ဘယင်ကိုမှတရားစွဲလို့မရပါဘူးဥပဒေပြဋ္ဌာန်းချက်မှာမဟုတ်တာအဲ့တော့ပြောချင်တာမင်းကျင့်တရား10ပါးရှိတော့ရှိတယ်ဘယင်ကိုဥပဒေကြောင်းရထိန်းချုပ်နိုင်တဲ့အနေအထားတစ်ခါမှမရှိခဲ့ပါဘူးဝိပဿနာတရား၄ပါးဗျတ္တနာတရား၅ပါးတို့မှာခါသိမ့်ကင်းလို့ဖြစ်ရင်းဒီဖြစ်ပြီးစသဖြင့်ကျွန်တော်လည်းငယ်ငယ်မိဘတွေသင်ပေးလို့အောကြက်တာအဓိပ္ပာယ်မသိဘူးကြီးမှဖတ်ကြည့်တော့တော်စိတ်ဝင်စားဖို့ကောင်းအဲ့ဝိပဿနာတရား၄ပါးဘာတွေညာတွေမပြောတော့နံပါတ်1ဝိပဿနာတော့ပြောကိုပြောမှရကာလဝိပဿနာလို့ခေါ်ပါတယ်အဲ့ဒီကာလဝိပဿနာဘာသာပြရင်ဖျားရှိကိုစာပေစီလေးရှိရင်လွတ်မှာမဟုတ်ဘာလို့လဲဆိုတော့ကာလဝိပဿနာရဲ့ဘာသာပြန်အရင်ကမင်းစိုးမင်းကြီးအောက်တွင်နေရခြင်းလို့အဓိပ္ပာယ်ရတယ်အဲ့တော့စဉ်းစားကြည့်တော့ကျွန်တော်တို့လူမျိုးကဖျားစဉ်ရှေ့ရောက်တိုင်းဖျားကိုရှစ်ခိုးပြီးမင်းစိုးမင်းကြီးအောက်မှာမနေပါရစေနဲ့ဖျားဆိုပြီးနေတိုင်းဆူတောင်းတဲ့လူမျိုးဆိုတော့ကမင်းစိုးမင်းကြီးအောက်မှာနေခဲ့ရတဲ့ရက်တွေတော်တော်များလိမ့်မယ်လို့တွက်လို့ရပါတယ်သူတို့မျိုးဆက်ကလည်းခစ်ကြီးပြောင်းနိုင်တယ်ဆိုတာကအလကားပြောင်းလို့တော့မရဘူးတန်ဖိုးကြီးကြီးပေးရပါလူသက်နဲ့ထောင်သက်ကြီးတဲ့မျိုးဆက်လို့ပြောလို့ရပါတယ်လူအသက်က30သာလောက်မှာချလိုက်တဲ့နှစ်ကနှစ်50ကျွန်တော်1968ခုနှစ်မှာတက္ကသိုလ်ရောက်ပါတယ်6နှစ်တီးတီးသင်ခဲ့ရတဲ့ပညာဟာဆေးပညာလို့ပြောလို့ရပါတယ်ဘွဲ့ရတော့ဓာတုဗေဒနဲ့ရပါတယ်အသက်မွေးဝမ်းကြောင်းအလုပ်ကိုင်နေတဲ့ကျူရှင်သင်တော့အင်္ဂလိပ်စာသင်ပါတယ်အခုစာရေးတော့ဘောဂဗေဒတို့နိုင်ငံရေးတို့ရေးပါတယ်အဲ့ဒီတော့ကိုဘာကောင်မှကိုမသိတော့ပါဘူးအဲ့ဒါဟာကျွန်တော်တယောက်ချင်းရဲ့ဘဝမဟုတ်ပါဘူး62နောက်ပိုင်းလူဖြစ်ရတဲ့ကျွန်တော်တို့မျိုးဆက်တစ်ခုလုံးရဲ့ဥကြောင်ကြောင်ဘဝလို့ထင်ပါတယ်အဲ့ဒါကြောင့်လဲနိုင်ငံခြားမှာရောက်နေတဲ့ကျွန်တော်တငယ်ချင်းတယောက်ကပြောဘူးတယ်ဟေ့ကောင်ငါတို့မျိုးဆက်က lost generation กว่าပျောက်ဆုံးနေတဲ့မျိုးဆက်ဘာတွေပျောက်လဲဆိုတော့ကျွန်တော်10နှစ်သားမှာဗမာပြည်မှာပါလီမန်ပျောက်သွားပါတယ်တော်လိုင်းရေးကောင်စီတက်လာလို့နောက်64ခုနှစ်ရောက်တော့တက္ကသိုလ်အဥပဒေသစ်ဆိုတာထွက်လာတော့အစင်လာကြီးတဲ့ကျွန်တော်တို့တက္ကသိုလ်အဲ့ဒီကတည်းကပြက်ပါတယ်ဒီနေ့ဒီနေ့လာမထူသေးပါဘူးဒါကြောင့်ပါလီမန်ဒီမိုကရေစီကျွန်တော်ကလေးဘဝပဲမှီခဲ့ရပါတယ်တက္ကသိုလ်ဆိုတဲ့အထွတ်အမြတ်နေရာတစ်ခုရဲ့တန်ဖိုးကိုတစ်သက်လုံးဒီနေ့အထိတစ်ခါမှမကြုံမှုခဲ့ပါဘူးဒါကြောင့်ပျောက်ဆုံးနေတဲ့မျိုးဆက်လို့ပြောရတာတကယ်တော့ကျွန်တော်တို့ပျောက်ဆုံးနေတဲ့မျိုးဆက်စီကခမည်းတော်အတွက်အကျိုးရှိနိုင်စရာဘာမှမရနိုင်ပါဘူးကျွန်တော်တို့ဘဝတွေပြက်ခဲ့ကြတယ်အနိုင်ဆုံးအပြင်ဝဲပေါက်ပြီးထောင်ကပြန်ထွက်တော့လောက်ပဲရှိခဲ့ကြတာကျွန်တော်တို့ခစ်ကြီးကိုမပြောင်းနိုင်ခဲ့ပါဘူးကျွန်တော်တို့ခစ်ကြီးကိုပြောင်းခဲ့တာကတော့ကျွန်တော်တို့နောက်မျိုးဆက်နောက်ပြောမဲ့ကိုမင်းတို့ကိုနိုင်တို့မျိုးဆက်သူတို့မျိုးဆက်ကလည်းခစ်ကြီးပြောင်းနိုင်တယ်ဆိုတာကအလကားပြောင်းလို့တော့မရဘူးတန်ဖိုးကြီးကြီးပေးရပါလူသက်နဲ့ထောင်သက်ကြီးတဲ့မျိုးဆက်လို့ပြောလို့ရပါတယ်လူအသက်က30သာလောက်မှာချလိုက်တဲ့နှစ်ကနှစ်50အဲ့ဒါလိုဘဝတွေဖြတ်ရင်းနဲ့ဒီနေ့တော့ခစ်ကြီးပြောင်းစပြုတ်လာပါပြီပြောင်းစပြုတ်ပြီလို့ပဲပြောတာပါပြောင်းပြီလို့ကျွန်တော်မပြောရသေးပါဘူး